Hello ဒီနေ့တော့သူများသားလေးကစသားကြောက်ချက်တာလေးစားခြင်းနဲ့ဆိုလို့စသားကြောက်လေးချက်ပါတယ်ရှင်ဈေးရဝယ်တဲ့စသားကြောက်တွေကဆေးဆိုးတွေပါရတော့ကြောင့်လို့ကျမကတော့ပြုတ်ပြီးမှပဲချက်ပါတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျမနှစ်ရီပြုတ်လိုက်ပါတယ်ပြုတ်ပြီးတော့မှအတုံးလေးတွေလုပ်ပြီးတော့ခင်းနေသေးလေးလေးအောင်လုပ်ပြီးပြန်ချက်မှာပေါ့နော်ကဲအခုဆိုလို့ရှိရင်ကျမကစက်တော်ဖြူအနေနဲ့ဂျင်းလေးပါထည့်ပြီးတော့စီတက်ပါတယ်အသား6ဆိုတော့အသားလောက်တော့မညှိပေမဲ့ဂျင်းလေးထည့်တယ်ပေါ့နော်မှုရောင်လို့ပါပြီးတော့မှခင်းနေလေးထည့်ပြီးတော့ကြည်အောင်လို့ဆက်ပြီးတော့ချက်ပါမယ်ဒီလိုမျိုးစသားကြောက်လေးကိုလေခင်းကျင်သီးလေးကိုအဲ့လိုညံ့ညံ့လေးလေးကလေးဖြစ်တဲ့အထိလိုချင်တဲ့အတွက်ကြောင့်မလို့ခင်းကျင်သီးကိုတော့စိတ်ရှိလက်ရှိနဲ့စီတက်ပေးရပါမယ်အခုကတော့ကျမကခင်းကျင်သီးလေးနဲ့စီပြန်သဘောမျိုးလေးချက်မှာပေါ့နော်သူ့ကိုငပိချက်လိုမျိုးလေးခင်းကျင်သီးကို6တဲ့အထိမတည်ဘဲနဲ့ဆူဆူလေးနဲ့ညီလေးစိမ့်လေးထည့်ပြီးတော့ချက်လဲရတယ်ပေါ့နော်ပြီးရင်တော့အသားလေးနူးအောင်လို့ကျမကတော့2ရီလောက်တော့ထပ်ပြီးတော့တင်လိုက်ပါတယ်အသားကြောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရတာကိုချက်တဲ့အခါမှာငန်လျှော့ပြီးတော့ထိထားပါတယ်ကဲစီလဲပြန်လာပြီဆိုတော့စားလို့စနေဖြစ်ပါပြီရှင်စားကြပါဦး